好きですこの前のドスコイထပ်တီးမလေးအာယာနီဟာနောက်ဆုံးတော့သူမကြာမြင့်စွာလေးစားအားကြခဲ့ရတဲ့ဟာယာတို့ကိုသူမရဲ့ခံစားချက်တွေကိုဖွင့်ဝင်ခံဖို့ခွန်အားတွေစုဆောင်းခဲ့ပါတယ်ပြုတ်ကျနေတဲ့ဗုဒ္ဓရုပ်ပွားတော်ကနေသူကတင်ခဲ့တဲ့အချိန်ကစပြီးသူမရဲ့နှလုံးသားဟာတိတ်တဆိတ်သူ့စီမှာပဲရှိနေခဲ့ပါတယ်တုံ့ပြန်နေတဲ့လက်တွေနဲ့သူမကိုယ်တိုင်ပြုလုပ်ထားတဲ့ချောကလက်ဘူးတစ်ခုကိုသူ့စီပေးခဲ့ပါတယ်ဒါပေမဲ့ကျင်းနာမှုအစားဟာယာတို့ရဲ့အကြီးကလိလူရှုထားတဲ့ပုံစံနဲ့သူမစီရောက်သွားခဲ့ပြီးစကလုံးတစ်လုံးနဲ့သူမရဲ့ကဘာဖြစ်တဲ့ဓာတ်စုကိုင်းအခုဖြည့်ဆည်းလိုက်ပါတယ်ဆူမိုနပန်းပွဲကအပိတန်တစ်ခုလိုပါပဲဒါပေမဲ့အဲ့ဒီအချိန်မှာသူမရဲ့အရွယ်စားကိုလောင်ပြောင်ဖို့ရည်ရွယ်ထားတဲ့ရေတံတွေနာကျင်မှုတွေရှက်ရွံ့မှုတွေကများလုံးပါတယ်အာယာနီကရဲရဲနဲ့အပြုံးတစ်ခုကိုအတင်းပြုံးလိုက်ပေမဲ့အတွင်းစိတ်ထဲမှာတော့သူမကြေကွဲနေမိပါတယ်သူမရဲ့တငယ်ချင်းရဲ့အပိမှုဒါမှမဟုတ်သူမအကြိုက်ဆုံးအိုင်ဒေါ်ရဲ့ဗီဒီယိုတွေကိုကြည့်ရတာရဲ့တက်တောင့်တက်တာရှိမှုကတော့အဲ့ဒီအချိန်ရဲ့ဝေဒနာကိုတက်တာစီမှာမဟုတ်ပါဘူးဒီလိုနဲ့ဒီဝမ်းနဲ့ကြေကွဲမှုကနေသူမရဲ့စစ်မှန်တက်ခီစတင်ခဲ့ပါတယ်။ယာမာနာရှိရဲ့ငင်းချမ်းတဲ့ကြီးလက်ဒေသမှာအာယာနီဆူကူဟာရာဟာပျော်ရွှင်တဲ့ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်ပြီးမိသားစုရဲ့ခြံမှာနေ့စဉ်အလုပ်လုပ်ပါတယ်။သူမရဲ့အချိန်များစုကိုအကောင်းဆုံးတငယ်ချင်းတွေဖြစ်တဲ့ချီဟီရိုရှိနာအာကီဟာဆိုအီနဲ့ဟာရူနိုကူမိုရီတို့နဲ့အတူကုံဆုံးပါတယ်။သူတို့နှစ်ယောက်အတူတူသူတို့ကိုသူတို့ဖက်တီလေးယောက်လို့ခေါ်ကြပါတယ်။ကျောင်းမှာတိတ်အာယုံဆိုင်မှုမရပေမဲ့သူတို့ရဲ့ခင်မင်မှုကခိုင်မာပြီးတစ်ယောက်နဲ့တစ်ယောက်အမြဲကြောထောက်နောက်ခံပြုကြပါတယ်။သို့တော့ဟီယာတိုကသူမကိုလှောင်ပြောင်ပြီးနောက်အာယာနီသည်အလွန်ရှက်ယုံပြီးနှလုံးကွဲသွားသည်သူမသည်အပြေးလွှတ်ထွက်သွားပြီးကျောင်းအိမ်သားထဲတွင်ပုံနေလိုက်သည်ထိုအချိန်တွင်ရှိနာသည်အကြံတစ်တစ်ခုဖြင့်ဝင်ရောက်လာခဲ့သည်တူကျူတို့အလှပကူတမှုအတွက်အဘဲကြောင့်မသွားကြသနည်းအစပိုင်းတွင်အာယာနီသည်ရင်းသည်အထောက်အကူဖြစ်မည်ကိုမတေချာတော့လဲရှိနာ၏အပိမှုကြောင့်သူမသဘောတူခဲ့သည်